နောက်ဒုနဲ့စာစကီကိုလက်ချက်နဲ့အပမွတ်ဒီမိုနေရှင်းခံလိုက်ရတော့မူဇန်ကြီးကတေးနေပြီးတော့အဘူယာရှိကီကိုအမြန်ရှင်းဖို့တွေးနေပါတယ်မူဇန်ကအဘူယာရှိကီထိသွားနေတော့မှဟိုတော့ကလေးလေးအချစ်တဲ့လူပြောနဲ့လမ်းကွဲတာမင်းသူ့ကိုတွေ့မိသေးလားဒီကောင်ကကလေးလေးလာခေါ်တာဟဲ့မင်းဖို့တော့အသက်အများကြီးကြီးရဲ့ကွာမူဇန်ကဘာသာရာရဲ့အူရာယူရှိနေပါတယ်ဟမ်ဒီကောင်ကဟာချီရများလားသူ့နာမည်ကအစန်တဲဟာချီရလို့ခေါ်တယ်ပြီးတော့ငါတို့တရားလိုပဲအချောဆုံးလေးပေါ့မာတာရာဒီမျက်နှာဆိုပြီးတော့အင်ဂျီယောကဟာရှီယာမတ်ဆယ်ယူပြလိုက်ပါတယ်မင်းသူ့မြင်ဘူးလားငါချင်လို့ရေပထဲမှာထည့်သိမ်းတာတော့ဟမ်ဒီကောင်ကယောက်ျားချင်းကြိုက်တာဆိုဂေးလားခဏနေပေါ့မင်းခုနဟာရှီယာကိုကြိုက်တယ်ဆိုပြီးပြောလိုက်တာလားမင်းကန်းနေရလားအားကြောင့်ဒါမမြင်ရနေလိမ့်မယ်မင်းဟာရှီယာကိုကြိုက်အခုဒီနေရာမှာနေမင်းတေရတော့မှာနော်မာတာလည်းစိတ်မရှိပဲမူဆန်ကိုစားချပါပဲကတော့ဂိုကာကီနိုဂျူးမာတာရာမူဆန်ကြီးကိုရိုးပဲကျွန်တော်တီပြီးမြိုက်ပြလိုက်ပါတယ်ဒါပေမဲ့မူဆန် regeneration ရှိရကြမသိပါဘူး What the fuck ဒီကောင်လူဟုတ်သေးလားခုနကဘာနဲ့ချောက်မာတာရာအချိန်မစဲပဲမူဆန်ကိုပြင်းကိုပြေးဝေလာပါပြီဟမ်ခုနကဟိုက်တော့မပြီးသေးပဲအခုနောက်တစ်ခုနဲ့ထက်ချတော့မှာပေါ့မာတာရာမူဆန်ပြေးကန်လိုက်ပါတယ်မင်းနဲ့ငါအဆင်ရဘယ်လောက်ကွာလဲဆိုတာကအရင်နဲ့မျိုးတင်ပေးခဲ့တင်တာခွေးမာသားဒီကောင်တော့ကျန်းတာပဲဟာ attack power ဆိုပြီးမူဆန်ကမာတာရာလန့်ရိုက်ပါတယ်မာတာရာအတားလေးချောင်ပြီးမူဆန်ပြေးထူတာဆူဇာနိုဖောင်နဲ့ကာပြလိုက်တယ်လာပြန်ပြီလားတက်ပြီအဲ့ဘာကြီးလဲဟာမင်းချလို့ပြီးပြီလားဆိုပြီးမာတာရာဆူဇာနိုဖောင်နဲ့မူဆန်ကိုဖမ်းလိုက်မင်းကတမ်မာပြီး regeneration ရှိရမှန်ပါတယ်ဒါပေမဲ့ငါမသိမချင်းနှိမ့်ဆက်မင်းခံနိုင်မှတင်တာကျော်တော့မတဲ့ခဏလေးကိုယူတွေ့ကျွန်တော်ပြန်မှတ်မိလာအဲ့ဒီမျက်နှာနဲ့လူကအရှိဘက်ကိုသွားကျွန်တော်မြင်လိုက်တယ်မာတာရာမူဆန်လွတ်ပေးလိုက်ပြီးတော့ sorry တဲ့လူပြောရင်ပြီးနေပြီးတော့ဒီတစ်ခါမှမလွတ်ပေးလိုက်ဆိုပြီးမာတာရာရဲ့ထွက်သွားပါတယ်ငါလိန်တာပေါ်ဝိုင်းတော့တေးပြီးပဲသူအိတ်ဟာရှိအောင်ရှားတွေ့ပါပါစီနောက်တစ်ခါမှလည်းမူဆန်အဘူယာရှိကီစီရောက်လာပါတယ်ငါမင်းကိုတွေ့ဖို့ဘယ်တော့ဒုက္ခခံခဲ့ရလဲသိလားအဘူယာရှိကီဟာရှီယာမသူချမယ်ကောင်တော့ကိုတိုင်ရောက်လာပြီဆိုပြီးတော့ခက်ခါတော့ပြောလိုက်ပါတယ်မင်းကိုငါကိုတိုင်ချတယ်မလို့မူဆန်မင်းတို့လက်ဆောင်ကြီးတစ်ခုငါမှရှိဒီခါသားချက်ကြီးအသိမကောင်းပါလားအဲ့ဒါဘာလဲတိလားဆိုပြီးခါကာရာပြောနေရမှာမူဆန်စီကို fireball ဂျူဆူရောက်ဝင်သွားပါတယ်မူဆန်ကြီးမိမြိုက်ခဲ့ရပြီးနှစ်ပေလောက်လွင့်သွားတော့မှဟာရှီယာမကငါဘာကြီးလုံးနေလဲဆိုတော့မင်းတွေးနေမှာတော့မဟုတ်ဘူးမူဆန်က regeneration နဲ့ပြန်ထလာပြီးတော့တေးဖန်ကအဲ့ဒါကြီးဒီရဲတဲ့နှခါတော့ခံလိုက်ရလားတော်သေးရဖို့ငါကနာကွာစက္ကန့်တန်းပြန်ကူးနိုင်လို့ဟာရှီယာမပြဿနာမရှိပါဘူးဆိုပြီးမူဆန်နောက်ရောက်သွားကမျက်ခွက်ယူဖျက်ထိုးပလိုက်ပါတယ်ပြီးတော့ချက်တဲ့ကန်ချလိုက်တာမူဆန်ကြီးပင်နေဆဲလောက်လွင့်သွား What the fuck ဒီကောင်ကြီးဘယ်လိုကျန်းတာလဲဟာဟာရှီယာမကတနာပါပဲတေးသေးဝဲဆိုရင်မကူမကူဘူးတိုင်နဲ့မူဆန်ကိုချုပ်ပလိုက်ပါတယ်ဟာရှီယာမပြေးထိုးပဲလို့တော့မူဆန်ကဘုံဘလူးနဲ့ပြန်ရိုက်ချတော့ဟာရှီယာမအတားအလီကာပြပလိုက်ပါတယ်ဒီကောင်ကတော့လဲကာနိုင်တာပဲလားဟာရှီယာမကကိုရိုဂျင်နယ်ဂျူဆူနဲ့ဝူရန်ကူလိုင်းထုတ်ပြီးမူဆန်ကိုရိုက်ချက်လိုက်ပြီးမြဲမူဆန် regeneration နဲ့ပြတ်ရှင်လာပါတယ်တော်သေးရပေါ့ငါလုံနိုင်ခဲ့လို့အဲ့ဒါနည်းနည်းရောအထင်ကြီးတဲ့ကောင်းရိုက်ကွာမင်းအသက်ပြတ်ရှင်လာဖို့နောက်ထပ်ပါတီလက်နေရှိသေးလေဟမ်မင်းဘာလို့ကိုကြံစည်နေရလဲဟာရှီယာမကမူဂူတူဟီချီတူဂျူဂိုင်ကူတန်နဲ့မူဆန်ကိုဖမ်းလိုက်ပါတယ်ဒီနေရာမင်းကိုပိတ်လောင်နာမဲ့နေရာပဲမူဆန်ဟာရှီယာမရဲ့ဂျူဆူအောင်မှာဖမ်းခံရပြီးဘာမှပြန်မလွတ်နိုင်တော့ပါဘူးဘာဖြစ်လို့ငါ့ကို God of Shinobi လို့ခေါ်ကြလဲမသိပြီလားအခုငါတို့ဂရီတိုင်းငါရပြတဲ့နောက်ပြီးတော့အဲ့ဘာလီဖြစ်မလဲဆိုတော့ငါအရင်သိချင်နေပြီနေရမဲ့စုကဒီမှာမတာရာစတော့ကင်ဝေထားတဲ့ပုံလေးအိုးရမ်းလာတာပဲအဲ့ဒီပုံလေးတွေငါဖတ်ချင်တာပြီဟာရှီယာမကို့အတွင်းနဲ့ကိုပြောနေပြီးမှတခုပြန်စဉ်းစားမိပါတယ်နေပါဦးငါမိမပေါ်ကဘယ်လိုဖြစ်လို့မေးစီရောက်နေတာဆိုတော့ဒီ Naruto Crossfest Demo ဆေးကဒီမှာပဲပြောပါပြီခင်ဗျဘယ်လိုဖြစ်ပြီးတော့မာတာနဲ့ဟာရှီယာမဒီများဖြစ်နေလဲဆိုတော့ကျွန်တော်လည်းမသိပါဘူးစောတိကြည့်ပြီးတယောက်ကြည့်တဲ့ကျေးဇူးတင်ပါတယ်အားလုံးပဲမိလာပါကျွန်တော်လီစီပါဖြစ်ပါတယ်ဆိုတော့ bye bye